ဒေါ်လာ19တန်းတိုင်အင်ကနေစင်ပေးရတဲ့အထိအမွဲသွားတဲ့စမိုင်းတို့မိသားဆိုတဲ့နောက်ွက်ကလူမသိသေးတဲ့အကြောင်းရင်းပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်ဆယ်ရီထရမ်းမြန်မာအနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုရှယ်မီဒီယာပေါ်မှာအကြွားတန်ဆုံးဆယ်လီအဖြစ်နာမည်ကြီးနေတဲ့မင်းသမီးစမိုင်းတယောက်ကအမြဲတမ်းဂုဏ်ယူဝစ်ကြွားနေတဲ့အမေရိကန်ကဒေါ်လာ19သိန်းတန်မဟာဆန်အင်ကြီးပေါ်ကနေအကျွေးမဆက်နိုင်လို့စင်ပေးရတော့မဲ့သတင်းတွေကအခုဆိုရင်ဟိုလေးတကြောကြောဖြစ်နေပါပြီမကြခင်မြန်မာနိုင်ငံကိုတောင်ပြန်လာရတော့မဲ့အခြေအနေစိုက်နေပြီလို့သိရှိရပါတယ်လိုင်းပေါ်မှာကဘာစင်မီလီယံနာတွေလို့ကြီးတက်ချမ်းသာပြနေပေမဲ့လက်တွေမှာခိုင်မာတဲ့စီးပွားရေးလုပ်ငန်းကိုတိတိကျကျမပြနိုင်ခဲ့ပါဘူးအခုတော့အိမ်လာခအခုံးနဲ့အမခံကြီးတွေကိုမတက်နိုင်တော့လို့အိမ်ကိုလင်းလာတဲ့သိမ်းခံရမယ့်ကိန်းဆိုင်နေတာလည်းဖြစ်ပါတယ်ဒီလိုရုတ်တရက်မွဲပြသွားတဲ့အပေါ်မှာပရိသတ်တွေကြားမှာနောက်ွယ်ကအကြောင်းရင်းနဲ့ပတ်သက်ပြီးတော့အထင်ကြီးပေးမှုတွေအကြီးကျယ်ထွက်ပေါ်နေရလဲဖြစ်ပါတယ်ပထမတစ်ချက်ကတော့စမိုင်းတို့မိသားစုကကြားပြန့်လို့ခေါ်တဲ့ online လင်လည်မှုလုပ်ငန်းတွေနဲ့များပတ်သက်နေသလားဆိုတာပါ online ငွေကြေးလမ်းကြောင်းတွေပိတ်သွားလို့ချက်ချင်းပြိုလဲသွားတာလို့သုံးသပ်ရပါတယ်ဒုတိယချက်ကတော့သူတို့ဟာတကယ်ချမ်းသာတာမဟုတ်ပဲမြန်မာနိုင်ငံကငွေရှင်ကျေးရှင်ခရိုနီတူရဲ့စီးပွားရေးနဲ့ပိုင်ဆိုင်မှုတွေကိုအမေရိကန်ကနာမည်ခံပေးထားရတဲ့သူအဖြစ်တယ်ဆိုတဲ့အချက်ပါနောက်ဝယ်ကငွေကြေးထောက်ပံ့မှုရပ်တန့်သွားတဲ့အချိန်မှာအခုလိုမျိုးအိမ်စရိတ်တွေဆက်မရှင်းနိုင်တော့ပဲအဆက်တွေအိမ်ပေါ်ကနေစီးရတဲ့အထိဖြစ်သွားတယ်လို့ဆိုရပါတယ်ကဲပရိသတ်ကြီးတို့ရောစမိုင်းတော့အခုလိုမျိုးအိမ်ကြီးပေါ်ကနေဆင်းပေးရတဲ့အထိဖြစ်သွားတာဟာစားပန်းလုပ်ငန်းတွေကြောင့်လို့ထင်ပါသလားဒါမှမဟုတ်တခြားသူရဲ့စီးပွားရေးကိုနာမည်ခံပေးရင်းနဲ့အစင်မပြေဖြစ်သွားတာလို့မြင်လားဆိုတာမိမိတို့ရဲ့အမြင်လေးကိုလည်းခေါင်းမမရေးသွားပေးခဲ့ကြပါအောင်ရှင်ဘယ်သူမှမထင်နိုင်တဲ့နေ့မှာပဲပြန်လည်လူမြောက်လာတဲ့မော်ဒယ်နမ်မွေးဆန်ကဲပရိသတ်ကြီးတို့ရဲ့အချိန်တော်ကြောင်မျောလင့်နေခဲ့ပေမဲ့လည်းတရုတ်ဆောင်တင်ဆောင်ဝဲကြော်ပြန်ထွက်လာတဲ့အချိန်မှာတော့လုံးဝလူငိမ့်ချမ်းသာခွင့်နဲ့မပါတဲ့မော်ဒယ်နမ်မွေးဆန်ဟာဇန်နဝါရီလ4ရက်နေ့ယမန်နေ့မနက်ခင်းပိုင်းမှာပဲပြန်လည်လူမြောက်လာခဲ့ပြီဖြစ်ပါတယ်ဒီတခါလူမြောက်လာတဲ့အခါမှာတော့ပရိသတ်တွေအားလုံးမျောလင့်ထားသလိုလူငိမ့်ချမ်းသာခွင့်နဲ့အုံကြော့အပေါင်းဝင်လူမြောက်တာမဟုတ်ဘဲနဲ့တူတူတိတ်တိတ်နဲ့တယောက်တည်းသာပြန်လည်လူမြောက်လာခဲ့တာလည်းဖြစ်ပါတယ်နမ်ဝင်းဆန်ဆိုတာကတော့ပရိသတ်တွေရဲ့အသေးစိတ်မော်ဒယ်တစ်လက်ဖြစ်သလိုခန္ဓာကိုယ်ကောက်ကြောင်းကလည်းအင်မတန်မှမိမိုက်လွန်တာကြောင့်မြန်မာနိုင်ငံမှာဆိုရင်မော်ဒယ်နမ်ဝင်းဆန်နဲ့တစားဝင်းကျော်ဟာလူလူစီကနေအားပေးမှုအများဆုံးရရှိထားတဲ့မင်းသမီးတွေလို့ပြောရင်လည်းမမှားပါဘူးသူတို့နေရာကိုတော့အလက်ထရောနစ်ဆက်သွယ်ရေးပုံမှာ33ကကြီးနဲ့ထောင်ဒဏ်ချမှတ်ခဲ့ကြတာလည်းဖြစ်ပြီးတော့တစားဝင်းကျော်ကတော့အရင်ဆုံးလူမြောက်လာခဲ့တာလည်းဖြစ်ပါတယ်ပရိသတ်တွေအနေနဲ့ကတော့မော်ဒယ်နမ်ဝင်းဆန်ကိုလည်းမော်ဒယ်လောကမှာပြန်လည်မြင်ချင်တာကြောင့်နှမျိုးတန်းတာဖြစ်နေကြပေမဲ့လည်းသူကတော့အခုချိန်မှသာပြန်လည်လွတ်မြောက်လာခဲ့တာလည်းဖြစ်ပါတယ်။သူမလွတ်မြောက်လာခဲ့ပြီးနောက်ပိုင်းမှာတော့မိသားစုနဲ့သာပျော်ပျော်ရွှင်ရွှင်နေသွားဖို့ဆုံးဖြတ်ထားတာကြောင့်အရင်ကလိုမျိုးမော်ဒယ်လုပ်တွေပြန်လုံးဖြစ်မယ်မလို့ဖြစ်ဘူးဆိုတာကတော့မသေးချာနေပါဘူးရှင်။ပရိသတ်ကြီးတို့လည်းထောင်ထဲကနေဒီကနေ့မှပြန်လည်လွတ်မြောက်လာတဲ့သူမအတွက်အားပေးစကားလေးတွေပြောပြသွားကြပါအောင်ရှင်။